ပဲတိကျတဲ့အတိုင်းအေယာဝတီမှာတော့ဆုံးသွားရှာပါပြီအဲ့နဲ့ပတ်သက်ပြီးတော့အေယာဝတီမှာဆုံးသွားမဆုံးခင်မှာအေယာဝတီမှာကိုများခေါ်ရတဲ့လူငယ်ရဲ့တပ်ပုံနဲ့စာတွေကဆို Facebook social media မှာအရန်ပြန့်လာတယ်အဲ့ဒါကိုတချို့တွေကတင်ခန်းစာလည်းယူကြတယ်ဒါပေမဲ့တချို့တွေက LGBT ကိုနှိမ်တဲ့စကားလုံးတွေကျွန်တော်တွေ့ရတယ်အဲ့လိုမျိုးနေတာကိုကျွန်တော်ကတော့မမြင်ချင်ဘူး။အဲ့လိုဆိုကိုချင်းစာတရားရှိကြပါကိုကိုယ်တိုင်လည်းယောက်ျားယူဖြစ်ရင်သားသမီးမွေးလာရင်ကိုသားသမီးတွေလည်း LGBT ဖြစ်နိုင်တယ်။တချို့တွေကဘယ်လိုပြောလဲဆိုတော့ LGBT တွေကလင်ငတ်တယ်လင်စားတယ်အစင်မတ်တယ်အဲ့အကြောင်းမို့မဖြစ်တဲ့နာဖြစ်သွားတယ်ဆိုပြီးနေချင်းတဲ့စကားလုံးတွေနဲ့ပြောကြတယ်။အဲ့ဒါကိုကျွန်တော်တွေ့ရတယ်။လူဆိုတာကသမင်းကိုပဲကုံအောင်စားပါစကားကိုကုံအောင်မပြောပါနဲ့။ဘာဖြစ်လို့လဲဆိုတော့အခုခေတ်မှာကမင်းကလေးနဲ့ယောက်ျားလေးချစ်ကြိုက်တဲ့ခင်မှာတော့မှမတိန်ကျင်တာမျိုးမတော်ကခံရတဲ့ဟာမျိုးအများကြီးတွေ့ရတယ်အဲ့ဒါကိုတချို့တွေကစိတ်မကောင်းဖြစ်နေတဲ့ဂျားမှာတော့မှအဲ့လိုမျိုးပြောတဲ့ဟာတွေတွေ့ရတော့တကယ်ကိုလည်းစိတ်မကောင်းပါဘူးအဲ့ဒါကြောင့်ကျွန်တော်ပြောချင်တာက LGBT ကိုမနေကြပါနဲ့ LGBT အခုလိုမျိုးဖြစ်သွားရင်ကိုယ်စိတ်ထဲမှာကိုယ့်ကိုယ်ပဲတက်တက်လေးသင်ခန်းစာယူရမယ်ငါသားသမီးရလာရင်ငါသားသမီးတွေငါသားတွေလည်း LGBT ဖြစ်ခဲ့ရင်ငါဘယ်လို view ဆိုင်ရမလဲဒီလိုမျိုးအသိစိတ်လေးရှိတော့ရသွားပြီပြီးတော့ LGBT ကိုလည်းပို့ပြီးတော့သားတို့ရေပို့ပြီးတော့ view ဆိုင်ရမယ်ဘယ်သူမှမယုံနဲ့အခုခေတ်မှာဘယ်သူမှယုံလို့မရဘူးဆိုပြီးတော့အသိပညာလေးပြင်တော့ပြီအခုကတချို့တွေကမဟုတ်ဘူး LGBT ကလင်ငတ်တယ်လင်စားတယ်အစင်နေငန်းပြီးတော့အခုလိုမျိုးဖြစ်သွားရဆိုတချို့တွေကအဲ့လိုကိုမမမန်တန်းဟာတွေဝေဖန်တာတွေတွေ့ရတယ်တကယ်ကိုစိတ်မကောင်းဖြစ်ရတယ်အခုချိန်မှာကတော်ကတ်သွားတဲ့အခုဒီတရခေါင်ကိုပဲတွေ့ရင်တွေ့တဲ့နေရာမှာအကြောင်းကြားပေးစေချင်တယ် LGBT တို့မနေကြပါနဲ့သူတို့လည်းသူတို့ဖြစ်ချင်လို့ဖြစ်ခဲ့တာမဟုတ်ဘူးသူတို့ရဲ့ဘယ်လိုပြောမလဲကံတစ်ခုအကြောင်းမို့ဖြစ်တည်ခဲ့တာအဲအကြောင်းမို့ LGBT ကိုနေတဲ့လူတွေလည်းဝတ်မလေးပါစေနဲ့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်